ဗီဒီယိုမတင်နာကြလို့မိတ်သွားကြရဲ့ဒီမှာမိတ်သွားကြလူတွေလည်းအခုအမပြန်လာပြီပေါ့နော်အခုမှတည့်ရဆိုအခုမှတည့်ရသူတွေလည်းကွာအမကိုအားပေးလို့ရပါတယ်ဆိုတော့စကင်နီတော့မပေးနိုင်သေးဘူးပေါ့နော်ပြေဝန်ဖြစ်ရှင်တော့စကင်နီပေးပါမယ်သူများတို့တော့စကင်နီမပေးနိုင်တော့အားပေးမဲ့လူတော်တော်နည်းပါတယ်ဒါပေမဲ့ကွာကေဝန်ဖြစ်ပြီးရင်တော့အမစကင်နီပေးမှာပါအခုကတော့ဒိုင်မွန်လည်းမပေးနိုင်တယ်လို့စကင်လည်းမပေးနိုင်သေးပါဘူးဆိုတော့အမအရင်လိုပဲဒီဗီဒီယိုနေ့တိုင်းတင်ပေးတယ်ပေါ့နော်အခုတော့ကမိုးရလည်းရွာတယ်ပြီးရင်လေးရလည်းအရင်တိုက်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါကြောင့်မို့ပါပြီးရင်အမကအတန်သွင်းရင်ဘလို့သွင်းလာလဲဆိုတော့အမကအတန်သွင်းဖုံးလည်းသွင်းပါတယ်ဥမာကဒီမျိုးဥမာက TikTok မှာအတန်နဲ့ဗီဒီယိုတင်တဲ့သူတွေအဲ့လိုမျိုးအတန်သွင်းနေတဲ့သူတွေအမပြောပြမယ်ပေါ့နော်ကပ်တဲ့ဝင်သွားဒီဆောင်းလေးပြီးမှာပေါ့နော်အတန်ပုံစံလေးရှိရကွာအဲ့ဒါလေးနေပြီးသွင်းမှာဘလို့သွင်းရမလဲဆိုတော့ကွာဒီဖုံးရပေါ့နော်ဒီပါစက်ကြီးနဲ့တားကြီးမနီးဖြစ်နေကွာနည်းနည်းလေးမနီးမိုးဝဲလေးမှထားပေါ့နော်ဘာလို့လဲဆိုတော့ဒီမိုးလေးချူလိုက်တဲ့အတန်နေပါရဲ့ပေါ့နော်အဲ့လိုမျိုးတွေပါနိုင်တယ်ကွာအဲ့ဒါကြောင့်မို့မှပြောပေါ့နော်အတန်သွင်းရင်ကွာအဲ့လိုမျိုးလူတွေတားမရှုပ်တဲ့နေရာဆိုဆင်ပြေပေါ့နော်လူ